Celebi KNO KNC to the team Dua Mokokun Sagani Kini Chamaro Leshi Nangama Leshi Nimana Chenigo Swimming in Japoya Dua Mokokun Sago Pay correct variation. Kini Chausa Tinio Chimpini Tema Kanane KNO Sentinel Kitondia Kana Tema Teo Sayo Abiza the music Didia Gonzali and I party poesy Didia Gonzali. Now, Tenaro, belongs to you. Say when Zare, Chimian, Japan and Larry. Nay, the Kana Pino, you look at some of your beat, 2 months from it, Japan, Kana, we are moves of what we need, probably Arlo, say China. Kui jama jine pisu jaba zero panama jino sudogi da buda bare lekyo sau thema ro tane leshi phit paw nide ani tha ne anaga ma phit nain ne ani tha yu a chin chung jono phot pya tha bare dutiya kaba saji bi gan ye akha ma English ya Myanmar nangan ko pyan bi ro aut chuk nain pho twet Sakku Phu Sa Dan so de Sima Ngian ne ကျွန်တော်ပြည်တော်စုတို့ပြန်ဝင်လာခဲ့ပါတယ်။အဲဒါတော့စက္ကူပြူစာရန်ရဲ့စီမံကိန်းရဲ့အနှစ်ချုပ်ကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံပေါ့ပြည်တော်စုမြန်မာနိုင်ငံကိုအင်္ဂလိပ်ပြည်ခံရဲ့အမှုဆောင်ဝင်ကြီးအဖွဲ့အောက်မှာထားမယ်။ထားပြီးတော့3နှစ်တောင်အုပ်ချုပ်မယ်။3နှစ်တောင်အုပ်ချုပ်ပြီးတဲ့အခါမှာပြည်မကိုလွတ်လပ်ရေးပေးမယ်။အင်္ဂလိပ်ရဲ့Dominion အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ဆက်လက်ထားရှိနေတိုင်းသားတွေအနေနဲ့ကတော့ဒီထဲမှာပေါင်းကျင်တယ်ပေါင်းမပေါင်းကျင်ဘူးဆိုလို့ရှိရင်လည်းတီးခြားအင်္ဂလိပ်နဲ့ပဲဆက်လက်တော့အုပ်ချုပ်ပြီးတော့မှတီးခြားနောက်ပိုင်းမှာကျကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေဖြစ်ဖို့အတွက်ဆောင်ရွက်ပေးမယ်ဆိုတဲ့အနှစ်ချုပ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဲ့ခေတ်အချိန်ကိုပြန်ကြည့်မယ်ဆိုရင်ကချင်လူမျိုးတွေရဲ့ကချင်ခေါင်းဆောင်တွေကအဲ့အချိန်မှာဘယ်လိုတွေးလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တင်ပြလိုပါတယ်အဲ့အချိန်ကကျွန်တော်တို့ဒီစစ်ပြီးကံမှာ1939ခုနှစ်လောက်ကစပြီးတော့မှကချင်ရင်ကျင်းမှုတိုးတက်နေတဲ့ပါရကဖာပေါ့နော်ပြည်သူရင်ကျင်းမှုတိုးတက်ဖွံ့ဖြိုးရေးနဲ့အဖွဲ့ဆိုတာစမားလူကစေဝါနောင်ကနေတော့မှပါရကဖာပေါ့နော်စပြီးမှဖွဲ့စည်းတယ်ဖွဲ့စည်းပြီးတော့မှဒီ46ခုနှစ်ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ဘာလို့ဆိုလို့ရှိရင်ဖက်စစ်တိုက်ဖြစ်ရေးနဲ့ကျွန်တော်တို့ကချင်ပြည်လွတ်လပ်ရေးဆိုတဲ့အဓိကဥတီချက်ဖြစ်ပါတယ်ကျတော့ဒီဗမာဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်တဲ့ဗမာနိုင်ငံရေးကောင်းဆောင်တွေအပိုင်းကတွေးတဲ့အပိုင်းကတော့ဒီစက္ကူစာတမ်းအရဆိုလို့ရှိရင်အင်္ဂလိပ်လောက်မှာဒိုမီနီယာအဖြစ်နဲ့ပြန်နေရမယ့်အနေအထားမျိုးရှိတယ်အဲ့ဒီအနေအထားမျိုးကိုမနေလို့နောက်ချက်ရပါလဲဆိုလို့ရှိရင်ကျွန်တော်နိုင်ငံကိုပြည်တော်စုကိုပြန်နေတည်ထောင်လို့ရတယ်တိုင်းရင်းသားတွေကိုလည်းချမှတ်ထားခြင်းကိုဗမာတွေနဲ့အတူလွတ်လပ်ရေးအတူတကွယူပြီးတော့မှတန်းတူညီတူရှိတဲ့နော်နောက်ပြီးမှကျအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိတဲ့ပြည်တော်စုကြီးကိုတည်ဆောက်ရဲဆိုတဲ့စိတ်ဓာတ်ကဘုရားအောင်ဆန်းတဲ့ကဗမာကောင်းဆောင်တွေမှာအဲ့ချိန်မှာကိန်းအောင်နေရပါတယ်ဘုရားအောင်ဆန်းဦးဆောင်တဲ့နော်ဒီတော့ဖတ်တာပါလာဘူးနော်ထိုက်စစ်ဖက်စစ်တက်ဖြစ်ပြည်သူလူလာရေးအဖွဲ့ချုပ်နော်အဲ့ဒါတွေကဘာလို့လဲဆိုလို့ရှိရင်တိုင်းရင်းသားများနဲ့တွေးစီညီညွတ်ရေးဆိုကရင်ဗမာချစ်ကြည်ရေးနော်ကချင်ဗမာချစ်ကြည်ရေးအစရှိသဖြင့်တိုင်းရင်းသားတွေနဲ့ချစ်ကြည်ရေးကိုအတူတူကပူးပေါင်းပြီးမှလွတ်လပ်ရေးယူအောင်အတူတူကပြည်တော်စုကြီးကိုတိစောက်ကြရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့စီယုံရေးလုပ်ငန်းတွေကိုဗမာနဲ့တိုင်းရင်းသားတွေစီလုံးညီညွတ်ရေးကိုဦးတည်ပြီးမှလွတ်ကင်ဆောင်ရွက်လာကြပါတယ်အင်္ဂလိပ်ကလည်းဘာလို့လဲဆိုလို့ရှိရင်တိုင်းရင်းသားတွေတို့ဗမာတွေနဲ့အတူတူလွတ်လပ်ရေးပြည်နဲ့မင်းတို့ကဗမာတွေကိုချင်းဆိုအောင်လို့မမီသေးဘူးအဲ့ဒါကြောင့်မို့ငါတို့လည်းအောက်မှာပဲကောင်စီအုပ်ချုပ်ရေးပေါ့နော်ကောင်စီအုပ်ချုပ်ရေးအောက်မှာပဲဆက်နေမြို့ကချင်နေဆိုလို့ရှိရင်ဗမော်နဲ့မြကြီးနားနယ်တွေကိုမင်းတို့ကချင်တောင်တန်းဒေသတွေကိုထည့်ပြီးတော့မှပြည်နယ်အဖြစ်နဲ့သတ်မှတ်ပြီးမယ်အင်္ဂလိပ်အုပ်ချုပ်အောက်မှာ
ဆက်ပြီးတော့နေဖို့စီယုံလို့ဆိုနေတဲ့အချိန်နဲ့ဖြစ်ပါတယ်။ဒီပို့ဒီဒုတိယကမ္ဘာစစ်အပြီးပထမဦးဆုံးလူထုနိုင်ငံရေးလူထုလှုပ်ရှားမှုလို့ခေါ်လို့ရမယ်ကချင်မနောပွဲကို1945မှာဇန်နဝါရီလဘက်မှာလဆန်းမှာကျွန်တော်တို့ပြည်ကြီးများမှာကျင်းပတယ်။ကျင်းပတဲ့အခါမှာဒီသမားတို့ဟာစဝမ်းတော်တို့ဒူဝါဆောင်လုံးတို့နော်ဒူဝါဟောဝါဖုန်ဖုံးတို့အစရှိတဲ့ကချင်လူသားကောင်းဆောင်တွေဟာအင်္ဂလိပ်ကိုအဲ့ဒီမှာကျရင်အင်္ဂလိပ်ပြည်ရင်ခံလို့လည်းဖိတ်တယ်အင်္ဂလိပ်ပြည်ရင်ခံလည်းတက်ရောက်တယ်အဲ့ဒီအစည်းအဝေးပွဲကြီးမှာဆိုအောင်ပြောတဲ့ကချင်လူသားကောင်းဆောင်တွေကဗာတင်ပြရဲဆိုရင်ကချင်ပြည်လုံးဝလွတ်လပ်ရေးပေးဖို့ကချင်ပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့ဆိုပုံမှာတရားဝင်တောင်းဆိုခဲ့ပါတယ်အဲ့ကြတော့ကျွန်တော်အခုအနည်းချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒုတိယကမ္ဘာစစ်ကြီးပြီးကစားအချိန်မှာကချင်လူမျိုးတွေကလောကလွတ်လပ်ရေးကိုကချင်နိုင်ငံတော်ထူထောင်ရေးကိုသူတို့စိတ်ကူးနေကြတယ်။အင်္ဂလိပ်ကသူတို့လက်အောက်မှာဆက်ပြီးနေဖို့အတွက်ကိုစီယုံနေတယ်။ကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်တဲ့ဗမာနိုင်ငံရေးခေါင်းဆောင်တွေကလည်းဆိုတော့ပြောလို့တန်းတူလူရှိတဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းမှုအပြည့်ရှိတဲ့နော်ပြည်တော်စုကြီးတည်ဆောက်ဖို့ဗမာတွေနဲ့အတူလွတ်လပ်ရေးအတူယူဖို့နော်စီယုံလှုပ်ဆော်နေတဲ့အချိန်ကာလဖြစ်တယ်။ကချင်လူမျိုးတွေအနေနဲ့ကလည်းဗမာလူမျိုးတွေပုံမှာတိတ်ကမှအယုံကြည်ရှိတဲ့အချိန်တွေဖြစ်တယ်正直に申し上げますとカチン民族の人はビルマ民族に対してそれほど信用をしていたわけではありません。ဒါပေမဲ့လို့1946နိုဝင်ဘာလ28ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းကမြကြီးနားကိုရောက်လာပြီးတော့ဆိုတော့ပြောတဲ့စမားဒူဝါဆင်ဝါနောင်တို့ဒူဝါဝဘောဆောင်တို့ဒူဝါဆောင်လုံးတို့အစရှိတဲ့ကချင်မျိုးသားခေါင်းဆောင်တွေနဲ့လူထုအစည်းအဝေးလိုတွေ့ဆုံဆွေးနွေးပြီးတော့မှဗမာနဲ့အတူလူလိုက်ရေးအတူယူဖို့တန်းတူလူရှိတဲ့မျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရှိတဲ့လွတ်လပ်စွာကိုယ်ကိုယ်ပိုင်ခွင့်ရှိတဲ့ပြည်တော်စုကြီးကိုတည်ဆောက်ကြမယ်။ဗမာတွေနဲ့အတူလွတ်လပ်ရေးယူဖို့ဗမာလူမျိုးတွေကကချင်လူမျိုးတွေအနေနဲ့နော်အင်္ဂလိပ်ကျုံဘွားလွတ်ပြီးတော့မှဗမာကျုံဘွားကိုမရောက်စေရဘူး။တို့ဗမာတွေကအရင်ကဆိုးခဲ့တာရှိမယ်။ဒါပေမဲ့ဒီနေ့1946ဗမာတွေကအရင်လိုမဟုတ်တော့ဘူး။အတွေးသေးအမြင်သေးနဲ့ပြည်တော်စုကြီးကိုတည်ဆောက်ကြစို့လို့လာပြီးတော့စီယုံနှုတ်ဆော်တဲ့အခါမှာကျွန်တော်ကချင်တိုင်းသားခေါင်းဆောင်တွေဟာဗိုလ်ချုပ်ပုံမှာယဉ်ကျေးမှုဗိုလ်ချုပ်ရဲ့စေတနာအပြောအဆိုဂတိစကားတွေပုံမှာယဉ်ကျေးပြီးတဲ့အခါမှာကျွန်တော်တို့ဗမာတွေနဲ့အတူလွတ်လိုက်အတူယူမယ်ပြီးလို့ရှိရင်ဆိုတာတန်းတူရည်လူရှိတဲ့နော်မြို့သားကိုယ်ပိုင်ကိုထုတ်ပြပြေဝရှိတဲ့ဒီမိုကရေစီအခွင့်အရေးလွတ်လပ်စွာဘာသာကိုယ်ကိုယ်ပိုင်ခွင့်အစရှိတာတွေအဲကြတော့နောက်ဆုံးကြတော့ကချင်ပြည်နယ်ပြည်တော်စုအတွင်းမှာဗမော်နဲ့မြကြီးနားခရိုင်ပါတဲ့နော်ကချင်ပြည်နယ်တမရေးဆိုတဲ့ဟာကိုကချင်ပြည်နယ်ထူထောင်ရေးဆိုတဲ့ဟာကိုဘူအားဖြစ်သဘောတူတယ်ဒါပေမဲ့အခက်အခဲတစ်ခုကဘာရှိလာလဲဆိုလို့ရှိရင်နယ်နိမိတ်တမရေးဒေသမှာနည်းနည်းအခက်အခဲတွေရှိခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဗမော်မြကြီးနားအပိုင်းနဲ့နယ်မြေဒေသမှာဆိုတော့နန်းကချင်တွေလည်းရှိကြတဲ့အခါမှာအထူးသဖြင့်ဗမာအမျိုးသားများနဲ့နော်သူတို့နဲ့နေစားတဲ့ရှမ်းအမျိုးသားများဟာကချင်ပြည်နယ်အောက်မှာမနေလို့ဘူးဆိုတော့ပြောကြတယ်နောက်တချို့ရှမ်းကောင်းဆောင်တွေကတော့ပြည်တော်စုအတွင်းမှာဆက်နေမယ်ဆိုလို့ရှိရင်တော့ကချင်ပြည်နယ်အတွင်းမှာနေထိုင်နေတယ်ဆိုတော့မှဒီနေမီဒေသသတ်မှတ်ရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့တော်တော်ဖြည့်ရှင်းခဲ့ရတဲ့အပိုင်းတွေတွေ့ကြရပါတယ်အဲကြောင့်နောက်ဆုံးမှာတော့ကျွန်တော်ဒီတိုင်းပြည်ပြည်ပြုလွတ်တော်အစည်းအဝေးပေါ့နော်တိုင်းပြည်ပြည်ပြုလွတ်တော်အစည်းအဝေးမှာဒီကချင်တွေနဲ့ကချင်မဟုတ်သူများနောက်ဆုံးညှိနှိုင်းပြီးတဲ့အခါမှာကျွန်တော်ကနေ့ကချင်ပြည်နယ်လို့ခေါ်တဲ့ဗမော်နဲ့မြကြီးနားနယ်တွေအပါအဝင်ဖြစ်တဲ့ကနေ့နယ်နိမိတ်တပ်မှတ်ထားတဲ့ကချင်ပြည်နယ်ဆိုတဲ့ဟာကိုသဘောတူညီမှုရဖို့ကချင်ပြည်နယ်ဖြစ်လာတယ်။အဲ့ဒါကိုလည်းအဆုံးလို့1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာအတည်လင်းထည့်သွင်းပြဋ္ဌာန်းထားတယ်။အဲ့ဒီအတွက်ကျွန်တော်ကချင်လူမျိုးတွေကပြန်ပြီးတာပါပြန်ပြီးလဲဆိုရင်ငါတို့ပြည်တော်စုတွေကဖမ်းမချက်ဘူးဆိုတဲ့ဂတိစကားကိုကျွန်တော်တို့ပြီးတယ်။အဲ့လိုလုပ်ခြင်းအဖြစ်ကနေ့ကျွန်တော်ကချင်ပြည်နယ်လို့ခေါ်တဲ့နယ်နိမိတ်ဖြစ်လာတယ်ကချင်ပြည်နယ်ဖြစ်တည်လာခြင်းဖြစ်ပါတယ်။